Primer ဘာလို့လိမ့်တင်လဲဆိုတဲ့အချမ်း၅ချက်ကိုပြောပြပေးသွားပါမယ်။နံပါတ်1မိတ်ကပ်သားကိုချုံးမိသွားစေဖို့ပါ။ကိုယ့်ရဲ့အသားရည်မှာချွေးပေါက်ကျဲတာအမာရွတ်ချိုင်းကွက်လေးတွေဒါမျိုးလေးတွေရှိတတ်ပါတယ်။ Primer ကအဲ့ဒီအပေါက်ကလေးတွေကိုဖြည့်ပေးလိုက်တဲ့အခါမှာမျက်နှာကမှန်တစ်ချက်လိုပဲချုံးမိသွားပြီးမိတ်ကပ်လိမ့်တဲ့အခါမှာအဖူးထိမရှိမင်းနဲ့လှစေမှာပါ။နံပါတ်2မိတ်ကပ်သားကိုတနေ့ကုန်ခံစေဖို့ပါ။ Primer ကမိတ်ကပ်နဲ့အသားရည်ကြားမှာကော်လိုမျိုးအလုပ်လုပ်ပေးပါတယ်။သူကမိတ်ကပ်သားကိုအသားမှာကတ်နေအောင်ဆွဲပေးထားတဲ့အတွက်ချွေးထွက်တဲ့အခါမှာမိတ်ကပ်ကွက်တာအယောင်မှိန်တာမျိုးမဖြစ်သွားအောင်ကာကွယ်ပေးပါတယ်။နံပါတ်3အစီပြန်ခြင်းကိုထိန်းချုပ်ပေးပါတယ်။အစီပြန်တက်တဲ့အသားရည်ရှိသူတဲ့ Primer ကတော့မရှိမဖြစ်ပါ။ Primer ကမျက်နှာကထွက်လာတဲ့အစီတွေကိုစုပ်နိုင်တဲ့အတွက်အစီပြန်တာကိုတတ်တာစေပါတယ်။နံပါတ်4ချွေးပေါက်ထဲကိုမိတ်ကပ်တွေဓာတ်ရိုက်မဝင်အောင်ကာကွယ်ပေးပါတယ်။မိတ်ကပ်တွေကချွေးပေါက်ထဲကိုဓာတ်ရိုက်ဝင်သွားတဲ့အခါမှာဝက်ချန်ထွက်တာအစီဘူးထွက်တာတွေဖြစ်တတ်ပါတယ်။ Primer ကအသားရည်ပေါ်မှာအလွှာလေးတစ်ခုအနေနဲ့ခံပေးလိုက်တဲ့အတွက်ကြောင့်မိတ်ကပ်ကချွေးပေါက်ထဲကိုဓာတ်ရိုက်မဝင်တော့ဘဲနဲ့အသားရည်ပျက်စီးမှုကိုလျှော့ချပေးပါတယ်။နံပါတ်5အသားအယောင်ကိုညှိညာစေပါတယ်။မျက်နှာပေါ်မှာရှိတဲ့အနီဆက်တွေအမဲဆက်တွေနဲ့မညီညာတဲ့အသားအယောင်တွေကိုညှိပေးတဲ့အတွက်ကြောင့်မိတ်ကပ်လိမ့်တဲ့အခါမှာမိတ်ကပ်သားကိုတနေ့ကုန်ကြာရှည်ခံပြီးလှပစေပါတယ်။ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုရင်တော့စေထားပြီးတငယ်ချင်းတွေကိုဝေမျှလိုက်ပါအောင်နော်